ကိုမိသားစုလည်းပဲနေငါမွေးထားလို့ငါကြွေးထားတာဆိုအထင်သေးမြင်သေးမလို့အောင်မိဘနင်းကိုငါကြွေးထားတာဟဲ့ငါပြောတာနားထောင်သွားမအောင်လေးနဲ့နော်လူဆိုတာသူ့အခွင့်အရေးနဲ့သူရှိသူပြောတာမှန်ရင်လက်ခံရတချို့ကြတော့တစ်ဖက်သက်ကြီးတွေလက်မခံနေ့နဲ့ငါအရင်သမင်းစားတာလို့ပြောသေးတယ်သမင်းအရင်စားတာလည်းဘာဆိုင်လုံးဗိုက်ပြေတာပဲရှိတော့နော်သမင်းစားတာလည်းအရင်သမင်းစားတာလည်းဘာဆိုင်လဲဟိုပြောလိုက်ပြောတတ်ကြတယ်ပေါ့နော်လူတွေအဲ့ဒါမျိုးကြတော့ဓာတ်တော်အဝါသနာတိပေးလူပြီးတဲ့နောက်ငါကြွေးထားတာငါ့ကိုဆရာမလုံးနဲ့ငါကြွေးထားတာငါခိုင်းတဲ့အတိုင်းလုပ်ငါပြောတဲ့အတိုင်းလုပ်ဆိုပြီးတော့အဲ့ဒီလိုအပေါ်စီးယူတဲ့လူမျိုးလည်းရှိတယ်အဲ့ဒီလူမျိုးကတရားမရှိတဲ့လူပဲလူချင်းတာအပေါ်စီးယူတာမဟုတ်ဘူးဘုန်းကြီးကျောင်းနေသွားပြီးတော့ကျောင်းဆောက်ပြီးတော့ကျောင်းတကာမှကျောင်းတကာကျောင်းအမဆိုပြီးတော့ဘုန်းကြီးပေါ်လာပြီးတော့အုပ်ချုပ်တဲ့လူမျိုးကလည်းရှိတယ်အဲ့ဒါမျိုးဖြစ်အတော့ကြောက်ဖို့ကောင်းတယ်အဲ့ဒါမျိုးနော်အေးတခါကြားဘူးလားပြောရမယ်ဆိုဘုန်းကြီးကျောင်းကိုကျောင်းဆောက်ထားပြီးတော့သူတို့လာတဲ့အခါကျတော့အဲ့ဒီကျောင်းကိုသူကနေချင်တယ်ဘုန်းကြီးကဒီပြင်ကျောင်းနေဒီမှာဧည့်သည်တွေရှိတယ်ဆိုဧည့်သည်တွေမောင်းချပြီးတော့သူတို့ဆောက်တဲ့ကျောင်းသူတို့ပဲနေမယ်ဆိုပြီးတော့လုပ်တယ်အဲ့တော့ဘုန်းကြီးကလက်မခံတော့စိတ်ဆိုးပြီးအဲ့ဒီကျောင်းမသွားတော့ဘူးလို့ပြောတယ်ဟာဆိုင်လဲကိုလူထားပြီးသားဖြစ်ရမယ်မௌဒ္ဒစာဂီဆိုတဲ့သဘောကဘာလို့ဆိုကိုလူတာကိုအတွက်မဟုတ်ဘူးလေအစတည်းကစဉ်းစားလေကိုလူတဲ့ဟာကမௌဒ္ဒစာခလွတ်စွန့်ကြဲပြီးတော့လူတာဖြစ်ကျောင်းတကာဆိုတဲ့နာမည်ကျောင်းအမဆိုတဲ့နာမည်ကလူလို့ရတာဟုတ်ပြီလူတာကိုပဲကိုယ့်ဟာကိုယ်ထားကိုလူလိုက်တာကိုအလူလေးပဲအာယုံပြုအေးငါလူထားတာတောင်လုံးမြောက်လုံးမလုံးနဲ့ငါလူထားတဲ့ကြောင်မထိနဲ့ငါလူထားတာကိုမောင်းချမယ်ဆိုသူဟာကအုပ်ချုပ်မှုပါနေတာပေါ့ငါအိမ်လိုဖြစ်မနေဘူးလားဒါမျိုးတွေရှိတတ်လို့ပြောပြလူပြီးဆိုလို့ရှိရင်အပြတ်လူရတယ်ဒါပြီးဘယ်သူကိုလူတာလဲသာသနာကိုလူတာဆိုရင်သာသနာဆိုင်လည်းငါမဆိုင်ဘူးတန်ခါလူတယ်ဆိုရင်တန်ခါဆိုင်လည်းငါမဆိုင်ဘူးရက်ွက်လူတယ်ဆိုရင်ရက်ွက်ကပဲဆိုင်တယ်ငါလည်းမဆိုင်ကိုလူထားတာကအပြတ်ပဲကုသိုလ်ရအောင်ပဲရှိရဒီပေါ်မှာတော့အုပ်ချုပ်တာတွေဘာတွေတော့လုပ်ပြီးတော့နေပဲဆိုရင်အကုသိုလ်တွေလာလိုက်မယ်အဲ့ဒီပုဂ္ဂိုလ်ဟာတရားမရှိဘူးလို့ပြောတာနော်လူထားပြီးတော့အထင်သေးပြင်သေးမလုပ်ရဘူးတဲ့ကိုလူတာအပြတ်ကိုလူတဲ့အလူကအပြတ်ပဲဖြစ်ရပြတ်သားလူတာဖြစ်ရဘာမှနောက်ဆက်တွဲမလုပ်လူပြီးဆိုလို့ရှိရင်ပြတ်သားအဲ့ဒီလိုဖြစ်ရဘယ်လိုနေရာကြတော့မပြတ်ရဘူးလို့ဆိုပြတ်ရင်တော့ပြင်လိနေတဲ့ပုဂ္ဂိုလ်တွေသွားပြီးပေါင်းချုံတယ်ဒီလိုဆိုလို့လားပြတ်ရင်တော့ပြင်ငါလှုပ်ထားတာနဲ့ဒီလူတွေကောင်းကောင်းမလုပ်ဘူးလို့ငါလှုပ်ထားတဲ့အလူကိုဖျက်ဆီးကြတယ်ဆိုရင်အကုသိုလ်မယူနဲ့လေကိုလှုပ်တာကိုကုသိုလ်ရပြီဖြတ်တာကဖြတ်တဲ့လူရဲ့အပြစ်လေဖြတ်တဲ့လူရဲ့အပြစ်ကိုကိုကသွားပြီးတော့ဝဲသလိုဖြစ်နေတာငါဆောက်ထားတာမင်းလှုပ်ထားတဲ့အပြစ်တွေငါလည်းလည်းပေးပါဆိုတာသွားလှုပ်တာမျိုးဖြစ်လှုပ်တဲ့လူကအပြစ်ပဲလေကို့မှာကုသိုလ်တတ်မှန်လေးရအောင်လုပ်ပါအဲ့တော့မြတ်စွာဘုရားဓာတ်တော်အဝါဇာနာတိလူပြီးအထင်သေးအမြင်သေးဆက်ဆံတတ်တဲ့ပုဂ္ဂိုလ်ဟာတရားမရှိတဲ့ပုဂ္ဂိုလ်ပဲတရားမရှိတဲ့ပုဂ္ဂိုလ်ပဲဒါကြောင့်မို့လူပြီးတဲ့နောက်မှာအဲ့ဒီလိုစိတ်ဓာတ်မျိုးမမွေးရဘူးဒီလိုမှတ်သားလူလိုက်တာနဲ့တပြိုင်နက်ဘာပဲဖြစ်ဖြစ်အလူကပုဂ္ဂိုလ်တွေအတုံးချတဲ့ပုဂ္ဂိုလ်တွေစိတ်တိုင်းကြအသုံးမစိကိုလူတာဘာမှမထိခိုက်ဘူးအဲ့ကြအဲ့ဒီလိုမဟုတ်ဘဲနဲ့ငါလူထားတာကိုလာပြီးလုံနေကြတယ်တို့ဆိုလို့ရှိရင်တော့ကိုယ့်အတွက်မှာကောင်းကျိုးချမ်းသာရဖို့သိမရှိဝမ်းသာနေရမှာရှိရှင်းတော့ဘုရားကြောင်းဆောက်တဲ့ဒကာကြီးတယောက်ရှိတယ်စိတ်ကောင်းအလွန်ရှိသူ
သူเจ้าကိုမတက်တဲ့လူကနေပြီးတော့ဘုရားနဲ့တန်ဃာတွေမြို့ထဲဆွမ်းကကြွားနေတဲ့အချိန်เจ้าကိုမီတင်ရှို့လိုက်တယ်မီတင်ရှို့တော့เจ้าမိလောင်တယ်ဆိုတော့เจ้าတွေကကြီးပြေးသွားတယ်ပေါ့เจ้าပြေးသွားတဲ့အခါကျမမိတော့เจ้าက7ပုံ9ပုံလောက်ကမိလောင်သွားအဲ့တော့เจ้าတွေကကြီးကဘာလုပ်လို့ဆိုလက်ပမောင်းခတ်တယ်တဲ့ဝမ်းသာလိုက်တာဆိုပြီးပြောတယ်ဘာဖြစ်လို့ဝမ်းသာလိုက်တာလို့ပြောဆိုငါနောက်တစ်ကြောင်းဆောက်ပြရအောင်ပါဟောအဲ့လိုသာစိတ်ထားတာကြည့်အဲ့လိုစိတ်ထားတာဟာပြက်ပြက်သားသားလှူတာဖြစ်လို့သာဖြစ်တယ်ပေါ့အဲ့လိုမဟုတ်ဘူးဆိုရင်ငါเจ้าကြီးသွားပါပြီဆိုပြီးတော့ငါเจ้าဆိုတဲ့အစွဲလန်းနဲ့ဆိုရင်တက်တောင်သွားလိုက်အောင်နော်အမလီငါကုံထားတဲ့ငွေတွေလဲတာမဟုတ်ငါเจ้าကြီးတော့ကုံပါပြီတော့ဆိုရင်ဒုက္ခတောင်ရောက်ပါဘူးအဲ့ဒါလို့မဖြစ်စေရဘူးတဲ့နော်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာတရားမရှိဘူးလို့ပြောရတယ်တရားမရှိဘူးဆိုတာကုသိုလ်ရဖို့လဲတော့